အင်္ဂါတာသမီတွေအထက်ဒီတစ်ပတ်မှာတော့ငွေကန်စားတာအထူးကောင်းမွန်နေပြီးငွေဝင်ကျမ်းမဲ့အကင်းလက်လာပါတွေလည်းပေါ်များနေပါလိမ့်မယ်။စာချုပ်စာတမ်းကိစ္စတွေမှာလည်းအောင်မြင်မှုရနိုင်တယ်လို့လုပ်ငန်းတွေတိုးတက်ပြီးအလုပ်နေရာကောင်းတွေရရှိတတ်ပါတယ်။ဒါပေမဲ့အလုပ်ထဲမှာစိတ်မပါတာမျိုးဒါမှမဟုတ်အကြီးအကဲတွေအထင်လွဲတာမျိုးကြုံရနိုင်လို့သတိထားပေးပါ။မိတ်ဆွေကောင်းတွေရဲ့အကူအညီရမှာထင်ပေမဲ့လူမျိုးခြားကြောင့်စိတ်ရှို့ရတာမျိုးနဲ့နိုင်ငံရေးခြားကိစ္စတွေမှာအနှဲငယ်အဆင်မပြေတာမျိုးရှိနိုင်ပါတယ်။အဖိုးတန်စက်ပစ္စည်းတက်တွေဝင်လာတတ်ပေမဲ့ရွှေနဲ့ရတနာပစ္စည်းတွေကိုတော့အလိမ်မခံရအောင်ဒါမှမဟုတ်မထွက်သွားအောင်အထူးကိူးစိုက်စေချင်ပါတယ်။လုတ်ဖို့ကင်ဘတ်တွေနဲ့စကားများပြီးရန်ဖြစ်တယ်လို့အပြောအဆိုကိုဆင်ခြင်ပေးပါ။သားသမီးတွေအထက်စိတ်ပူရတာတလို့မီးနဲ့လျှက်စစ်ကိုလည်းအရင်ထက်ပိုပြီးတတိထားကင်တွယ်ပေးပါ။ပညာရေးပိုင်းမှာအောင်မြင်မှုရမှာဖြစ်ပေမဲ့အခြေရေးမှာတော့အရှုပ်ရှင်းလေးတွေကြုံရတတ်ပြီးအိမ်တောင်ရှင်တွေအနေနဲ့လည်းအိမ်တောင်ဘက်အတွက်တောကရောက်ရတာမျိုးရှိနိုင်ပါတယ်။ကျမ်းမာရေးအရာရင်အောင်တာလေအောင်တာလေးတွေတတိထားပါအရေးကြီးကိစ္စတွေအတွက်အဖြူရောင်နဲ့အစိမ်းရောင်ကိုအားပြုဝတ်ဆင်နိုင်ပြီးအကျိုးပေးကနန်းတွေကတော့3ကနန်းနဲ့5ကနန်းချီပါတယ်။ကန်စာရာပုံမကောင်းမွန်လာစေဖို့အတွက်ရရအနေနဲ့အိမ်ကဖျားမှာကိတ်မုံကတ်လူပူဇော်ပေးပြီးမိမိလိုရာဆူတောင်းပါ။ဒါနဲ့ဟောစာတိုင်းတွေတင်ဆက်ပေးနေမှာဖြစ်လို့ဆရာရဲ့ YouTube Channel ကို follow လုပ်ထားခဲ့ပါ။ဆရာရဲ့ TikTok account ကိုလည်း follow လုပ်ထားခဲ့ပါ။